မင်းပါတယ်ငါမင်းဖန်ဟလားဖန်ဖြစ်ချင်းဖြစ်မင်းသားလေးငါဖန်ဖြစ်မှာဘာဖြစ်လို့လဲဆိုတော့မင်းအခုဖြုတ်နေတဲ့ flow ကလွန်ခဲ့တဲ့2018 2019 TikTok စပေါ်တဲ့အချိန်တော့ကငါတို့ဖြုတ်ခဲ့တဲ့ flow တွေအဲ့ဒီအချိန်တော့မင်းပူစီနံဘဝမရောက်သေးဘူး maybe မျိုးစိဘဝလောက်ပဲမင်းရှိအောင်မှာဘယ်ကြောင်ကတ်နေမှတော့မသိဘူးအဲ့တော့အဲ့ flow တွေဆိုတာအဲ့လိုအကံပြောတာတွေအမှန်ကြီးတွေအရန်ပြောတာတွေလူမုံများတဲ့ရိုက်ပေါက်စကားတွေပြောတာတွေအဲ့လိုမျိုးတွေပြောတယ်ဆိုတဲ့ဥစ္စာအရောက်ငါတို့2018လောက်တော့ကဖြုတ်ခဲ့တာမင်းရဲ့ senior သဘောပေါက်လားငါတော့ကမင်းပေါက်လာပြီငါ flow တိုင်းမင်းသွားနေတာအဲ့တော့ fan ဖြစ်ချင်းဖြစ်မင်းသားလေးငါ fan ဖြစ်မှာပြီးတော့နောက်တစ်ခုပြောမယ်မင်းသိအောင်လို့စကားပြောတဲ့အခါကျငါတို့က topic နဲ့ဆိုင်တဲ့အရာကိုပဲ fact ကြပြောတာမျိုးမင်းတို့မျိုးတောင်းစင်ရင်မြပါဇက်ထဲလာတဲ့စကားပေါက်တက်ကရမနိုင်တဲ့ဥစ္စာကိုဆွဲထည့်ပြီးပြောဖို့တော့ကိုကဟိုးဘိုးတော်ဖះလေးဘက်ထောက်တဲ့ခက်လောက်တုံးတကအကြောင်းအရာတွေကိုဆွဲတည်ပြီးပြန်ယူလာပြီးသွားတဲ့အခါကျတော့မှနောက်ချီရောက်ရင်မလို့ငါတို့ကယောက်ျားစကားကိုယောက်ျားလို့ပြောသွားတာမျိုးသဘောပေါက်လားမင်းပထမဦးဆုံးဘာအားချောင်ခဲ့လဲမင်းကိုမင်းသိမှာပေါ့နော်ကလုံးရီမွေးတွေက original ထက်ပိုကောင်းတယ်ဆိုပြီးနံပါတ်1မင်းအားချောင်တယ်ပြီးသွားတဲ့အခါကျရင်ငါတို့ reviewer တွေကဂျင်းထည့်ပါတယ်ဆိုပြီးတော့မှမင်းအားချောင်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့340တန်တဲ့ရီမွေးတွေက5သိန်းဝန်းကျင်လောက်ပဲလက်ကရတဲ့ကလေးတွေကငါတို့ကဇွတ်ထိုးပြီးတော့မှရောင်းတာတွေမြင်မကောင်းလို့မင်းထပြောရပါတယ်ဆိုတဲ့ပုံစံမျိုးတွေမင်းအားချောင်ထားတာအဲ့ဒီအားချောင်ထားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှမင်းပေးတဲ့ information တွေ wrong information ဖြစ်နေတဲ့ဆိုတဲ့ဥစ္စာကိုမင်းကငါ fact ကြအဲ့ဒီဗီဒီယိုမှာရှင်းပြပြီးသွားပြီမင်းမနေ့က3မိနစ်ကြော်စာတင်ထားတဲ့ဗီဒီယိုမှာအဲ့ဒါနဲ့ပတ်သက်တဲ့အချက်လက်တစ်ခုမှမင်းပြန်ပြီးတော့မှတက်တင်တဲ့တကွာမင်းပြန်ပြီးရှင်းထားတာတစ်ခုမှမပေါ့အဲ့ဒီအချက်3ချက်နဲ့ပတ်သက်ပြီးတော့မှမင်းစကားကြွရင်သွားတယ်ယောက်ျားဆိုယောက်ျားလို့ဝင်ခံလိုက်ပေါ့ဘာတော့စောက်ရေးမပါတဲ့မင်း Mercedes စီးတဲ့ဥစ္စာကငါချီဝင်နေဆိုတာတွေရောစီးနေတဲ့ကားမင်းစီးတဲ့ကားရဲ့ engine ဘိုးပဲရှိတယ်ဆိုတာ Mercedes ဝယ်တော့ကလည်းဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဟိုမလေးရှားမှာအဲ့ကဘလောက်ဟိုဖြစ်ပါတယ်ဒီဟာဖြစ်ပါတယ်ဆိုပြီးဗီဒီယိုလုပ်တယ်ပြီးတော့ခဏနေအောင်ဖြတ်သွားတယ်ဆိုတော့မင်းရှိမှာတော့အဲ့ဒီဗီဒီယိုအခုချိန်တော့ရှိအောင်ပါပဲဟုတ်တယ်မလားမင်းပြောတယ်မင်း fan နေမင်းကိုပို့ပေးတယ်ဆိုတော့ပြန်နားထောင်ကြည့်လေအဲ့ဒီဗီဒီယိုထဲမှာကမင်းနဲ့ပတ်သက်ပြီးတော့မှမင်းကိုထိခိုက်နေနာအောင်ပြောထားတဲ့စကားမျိုးတခွန်းပါလားအဲ့ဒီဥစ္စာငါ့ကိုလာမှတ်ထားတဲ့ comment ပိုင်ရှင်ငါ reply ပြန်ထားတဲ့ဗီဒီယိုဂျပန်ကားအဆုတ်စီးပြီးသွားတဲ့အခါကျတော့မှအရေးကြိုပို့ရတော့မယ်ကားနဲ့တဲ့စောက်ကြီးစောက်ကျယ်တွေဒါမင်းကပြောနေတာတဲ့ဟိုမှာမလေးမ Ismin အားတဲ့ဗါတဲ့ Mercedes စီးပြီးသွားတဲ့အခါကျမှဖြုတ်နေပြီဆိုလားအောင်မြင်နေပြီဆိုလားမသိမင်းမရှိမင်းပြန်နာထောင်အဲ့ဒီမန်းပိုင်ရှင်ကိုငါ reply လုပ်ပေးလိုက်တာရှင်းရှင်းလေးပဲငါမြန်မာနိုင်ငံမှာနေရလို့ဒါ2500 3000ပေးပြီးသွားတဲ့အခါကျမှဂျပန်ကား ground ကိုငါစီးနေရတာငါလည်းနိုင်ငံခြားမှာရှိနေတဲ့မလေးမထိုင်းမှာရှိနေတယ်ဆိုတော့2500 3000ဆိုတဲ့အမောင့်ကယူရိုပကကားအမှန်ကန်လမ်းပြန်နေတဲ့ BMW Mercedes ကိုဝယ်ပြီးငါစီးလို့ရတယ်ငါပြောတာဒါပဲရှင်းရှင်းလေးပဲအဲ့ထက်မှမင်းကိုထိခိုက်သွားတဲ့နစ်နာသွားတဲ့စကားလုံးဘာပါလဲ Mercedes နဲ့ပတ်သက်တဲ့ဗီဒီယိုကအဲ့ဒီ comment လာမှတ်တဲ့ကောင်ငါနည်းနည်းလေးနှိမ်နှင်းလိုက်တဲ့အသုံးလုံးကကျန်းသွားတဲ့အပေါ်မှာ community standard နဲ့မညီဘူးဆိုပြီးသွားတဲ့ခါကျမှအဲ့ဒီဗီဒီယိုကဖျက်ချခံလိုက်ရတာပြီးတော့မင်း Ferrari ဝယ်စီးတဲ့ဥစ္စာနဲ့ပတ်သက်ပြီးငါထပြောတယ်ဆိုတဲ့ဗီဒီယိုလည်းအခုချိန်ဒီငါအကောင့်ထဲမှာရှိသေးတယ်မင်းပြန်ဝင်ကြည့်မင်းနဲ့ပတ်သက်ပြီးတော့မှဟဲ့အောင်မင်းစောက်ကြောင်းကစောက်ဖက်လုပ်ပြီးပြောထားတဲ့စကားအဲ့ထက်မှတခေါမှမပေါ့ဘူး Ferrari အနီအောင်မြင်ဘူးလားဆိုပြီးတော့မှမင်းရဲ့တာဇန်ဖန်တကောင်ငါ့ကိုလာမေးထားတဲ့အပေါ်မှာငါပြန်ဖြေထားတာဒီလိုပြန်ဖြေထားတာ Ferrari အနီအောင်မြင်ဘူးလားတဲ့ Ferrari အနီအောင်ဘဝကြီးလားဘာမသိလို့နေပါပြီးတော့အဲ့ Ferrari အနီအောင်မင်းစီးနေရတာပြောသူများစီးနေတဲ့ Ferrari အနီအောင်လာပြီးငါလာပြီးမြင်ဘူးလားတော့ဘာလို့မေးတာကြမင်းစီးနေတာလည်းမဟုတ်ပဲနဲ့ပါလာမင်းစောက်ကြောင်းထပ်ဖွင့်ပြောအောင်မနားထောင်အမြဲတမ်းပြောတယ်ပုံမှန်လူတယောက်နဲ့အောက်ခြေဘာမှမရှိတဲ့ဘဝကနေတက်လာတဲ့လူတယောက်ပေါ့သွားပြီးမရှင်နဲ့နော်ဒါငါအရင်တော့စီးတယ်ငါရဲ့စီးတော့မြင်ပေါ့ကွာအခုဒါကကျတော့ငါအခုလက်ရှိစီးနေတဲ့ငါရဲ့ ground မင်းကိုစောက်ဖက်လုပ်ပြီးသွားတဲ့အခါကျမှ mention ထားတဲ့တကြောင်းလောက်ပဲဖြစ်ဖြစ်စကလုံးတစ်လုံးလောက်ပဲဖြစ်ဖြစ်ပါလာလာပြီးတော့မှအကန်လာရေးတဲ့အကောင်ငါပြန်ပြီးတော့မှ reply လုပ်ပေးလိုက်တာပဲရှိတာဒါဟိုဘာကြီးထိုင်ပြီးတော့မှမင်းကအခုတစ်နှစ်လောက်တောင်မှခံစားပြီးသွားတဲ့အခါကျမှအခုမှလာပြီးဒါတွေကိုအန်ထုတ်နေတာတော့ထက်ကြည့်အောင်မင်းဘာတွေထက်ပြီးပွားတာလဲဆိုတာပြီးတော့ Ferrari ဝယ်တဲ့အချိန်ကျတော့လေ तू ကအောက်ခြေကတက်လာပါတယ်သူက3,200ရှိပါတယ်ဆိုပြောအဲ့3,200မင်းက Ferrari ကားရဲ့ engine စားတော့မရှိမင်းဝယ်ထားတဲ့ Ferrari မင်းဖင်နဲ့ပြန်ပြီးထိုးထည့်ထားလိုက်သဘောပေါက်လားမင်းဖင်ကောင်းကျဲတဲ့ပုံစံမျိုးနဲ့ဆိုကောင်းကောင်းဆန့်တယ်စောက်ကြီးစောက်ကျဲတွေလာမပြောနဲ့ဟဲ့အောင် Ferrari ကိုဘဝကြီးထင်နေတဲ့ကောင်ရှိမှာပဲအဲ့စကားတွေသပြောသိလားမင်းဗာလဲရင်မွေးကိစ္စမှာကျတော့မင်းပြောတယ်လေစွတ်ထားတဲ့လူအဓိက fine နေဖို့အဓိကစွတ်ထားတဲ့ရင်မွေးကကလုံးဖြစ်နေတယ်ဆိုလဲစော်ကြည့်တယ်ဆိုဟဲ့အောင်ကားမှလည်းအဲ့ဒီတိုင်းပဲဟဲ့အောင်ကားခွေကင်နေတဲ့လူကအဓိကမင်းစောက်ခွက်နဲ့က Ferrari ပေါ်တက်ထိုင်နေဆိုလဲဟဲ့အောင်ငခုယုံမပြောက်ငါတို့စောက်ခွက်နဲ့က hijack ခွေကင်နေဆိုရင်တော့မှတတရပဲသဘောပေါက်လားမင်းပြောတာတကယ်လဲမှန်တယ်စီနဲ့ရေလိုပဲမင်းနဲ့ငါနဲ့ကကွာတယ်ဆိုတာမင်းစောက်ခွက်နဲ့ကငါစောက်ခွက်နဲ့မရှင်တဲ့အောင်နောက်မှာငါလက်ချောင်းခြေချောင်းနဲ့ပဲအရင်ရှင်သဘောပေါက်လားစီနဲ့ရေဘာမှမဆိုင်တခြားစီပဲဒီနေရာမှာအစစ်ဆိုတဲ့စကားကိုမင်းခဏခဏထည့်ပြလို့ငါလည်းမသိလို့မင်းကိုမေးပါအောင်ပဲမင်းမအောင်ဘာစောက်ဆင်းရှိလို့တော့ပြောမင်းကဘယ်လောက်စောက်ဆင်းရှိလို့သူများရဲ့ professional life ကသူများရဲ့ business ကဝင်ပြီးဝေဖန်ရတဲ့အဆင့်ထိပါတယ် reviewer တွေကဂျင်းထည့်တယ်လို့ပြီးသွားတဲ့ခါကျရင်ရင်မွေးနဲ့ပတ်သက်တဲ့ knowledge ဘာတစ်ခုမှမရှိဘဲနဲ့ original ထက်ကကလုံးကပိုကောင်းတယ်လို့ဆိုတဲ့စစရကဝင်လို့တဲ့စကားမျိုးမင်းပြောရတာလေဘာစောက်ဆင်းရှိလို့ဘာနားလေလို့မင်းကအဲ့ရင်မွေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝင်ပြီးတော့မှအာချောင်ရတာတော့ငါမသိလို့မေးတာပြောနေတဲ့အဲ့ဒီအဆင့်ဆိုတဲ့ဥစ္စာဆင်းရဲချမ်းသာတာနဲ့တတ်မှတ်တာလားဒါမှမဟုတ်ဆိုမင်းစီးနေတဲ့အဲ့ဒီ Ferrari စီးနိုင်တာနဲ့မစီးနိုင်တာနဲ့မှခွဲခြားပြီးတော့မှတတ်မှတ်တာ